လီယိုနာရိုဒီကပ်ပီယိုကို1984ခုနှစ်နိုဝင်ဘာ17ရက်နေ့အမေရိကန်နိုင်ငံလော့အိန်ဂျလိစ်မြို့မှာမွေးဖွားခဲ့တာပါ။ဖခင်ဖြစ်သူကကာတွန်းစာရေးဆရာဂျော့ချ်ဒီကပ်ပီယိုဖြစ်ပြီးတော့မိခင်ဖြစ်သူကဥပဒေရေးရာအတွင်းရေးမှူးအာမလင်အင်ဒန်ဘာဂန်ဖြစ်ပါတယ်။မိခင်ဖြစ်တဲ့အာမလင်ကအီတလီနိုင်ငံဖလော်ရန့်စ်မြို့ကယူဖီဇီပြကန်းထဲကလီယိုနာရိုဒါဗင်ချီရဲ့လက်ရာတွေကိုငေးမော်ကြည့်ရှုနေတော့မှာဘိုက်ထဲကကလေးငယ်ကစပြီးတော့ကန်ကြောက်ခဲ့တာကြောင့်ဒီနာမည်ကိုပေးခဲ့တာလို့ဆိုပါတယ်အနုပညာဝါသနာပါတဲ့ဖခင်ဖြစ်တဲ့ဂျော့ချ်ကလည်းဒီနာမည်ကိုဝမ်းမြောက်ဝမ်းသာပဲသဘောတူခဲ့ပါတယ်အဲဒီတော့သူတို့မိသားစုလေးကဆင်းရဲလုံးလို့လော့အင်ဂျလိစ်ရဲ့အစင်းရဲဆုံးရပ်ကွက်ထဲမှာနေထိုင်ခဲ့ရပါတယ်လီယိုကသူ့ရဲ့ကလေးဘဝကိုအခုလိုပြောပြခဲ့မှုပါတယ်ကျွန်တော်နဲ့အမေကမူရစ်ဆေးဝါးရောင်းတဲ့သူတွေနဲ့ပြည်တစားတွေပေါ်တဲ့လမ်းတောက်မှာနေခဲ့ရတာပါတကယ်ကြောက်စရာကောင်းပြီးကျွန်တော်လည်းခဏခဏအရိုက်ခံခဲ့ရမှုပါတယ်လမ်းကြားတွေထဲမှာလူတွေလိန်ဆက်ဆန်နေတာကိုမြင်ခဲ့ရသလိုမိုးရေဆေးဝါးတွေကြောင့်လူတွေဘလို့အခြေအနေအထိပျက်စီးသွားလဲဆိုတာမျက်မြင်ကိုယ်တွေ့ပါပဲကိုမထိန်ချုံနိုင်တော့တဲ့အခြေအနေမျိုးပေါ့ I had a prostitution ring on my street corner. There were drug addicts in my alleyway. There was, I got sort of robbed at 5 years old or something like that. 5 years old? Yeah. It was a pretty hardcore neighborhood, and I think that gave me a lot of motivation to sort of, I think, be successful really and try to do something else. လူငယ်အများစုကအဲ့လိုပတ်ဝန်းကျင်မှာကြီးပြင်းလာရရင်မူရစ်ဆေးဆွဲတာဒါမှမဟုတ်လမ်းမရောက်သွားတာမျိုးဖြစ်တတ်ကြပေမဲ့လီယိုနာရိုကစန့်ကျင်ဘက်ဖြစ်သွားခဲ့ပါတယ်။နိုင်ငံကလေးကမူရစ်ဆေးဆွဲပြီးဘဝပြတ်နေတဲ့သူတွေကိုမြင်တွေ့ခဲ့ရတဲ့အတွက်သူ့စိတ်ထဲမှာဆွဲသွားပြီးတော့ငါဘာပဲဖြစ်ဖြစ်ဒီလိုမူရစ်ဆေးတွေကိုဘယ်တော့မှမထီဘူးဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုမွေးဖွားခဲ့ပါတယ်။ဒါကြောင့်ပဲသူကဟောလိဝုဒ်ရဲ့အောင်မြင်မှုအထွတ်အထိပ်ရောက်ပြီးတော့ပါတီတွေဘလောက်ပဲပေါ်ဟောလိဝုဒ်ရဲ့ဘလို့မလုံးနဲ့ဆွဲဆောင်မှုမျိုးอ่ะမှာသူ့ကိုလမ်းမရောက်အောင်မဆွဲဆောင်နိုင်ခဲ့တာလို့လီယိုကနောက်ပိုင်းမှာဝန်ခံခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကောင်းတာကလီယိုရဲ့မိဘတွေကသူ့အသက်တစ်နှစ်မပြည့်သေးတဲ့အချိန်မှာပဲကွာရှင်းပြစ်ဆဲခဲ့ကြပါတယ်။ဖခင်ဖြစ်တဲ့ဂျော့ချ်ကအရှိဟောလိဝုဒ်ကိုပြောင်းရွှေ့သွားခဲ့ပေမဲ့လည်းလီယိုနာရိုကဖခင်နဲ့ဆက်ဆက်ရေးကောင်းကိုဆက်ပြီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။လီယိုကအမေနဲ့တလက်အဖေနဲ့တလက်နေထိုင်ပြီးတော့ဖခင်ဖြစ်သူရဲ့ချစ်သူအစ်စ်နဲ့ပါတူတူနေထိုင်ခဲ့ပါတယ်။သူမကလည်းအရင်အိမ်တောင်နဲ့အဒမ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။မိခင်ဖြစ်တဲ့အာမလင်းကသူ့ကိုနိုင်ငံခြားဘာသာစကားတွေသင်ကြားပေးခဲ့ပြီးဖခင်ဖြစ်သူကတော့အနုပညာလောကအကြောင်းလမ်းဖွင့်ပေးခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့အိမ်ကအနုပညာဆန်တဲ့ပတ်ဝန်းကျင်ဟာလီယိုနာရိုအပေါ်အများကြီးတက်ရောက်မှုရှိခဲ့ပါတယ်။အဲ့ဒီအိမ်ကိုပဲမက်ဂရင်းနဲ့တီမသီလီရီလို့လိုမျိုးနာမည်ကျော်အနုပညာရှင်တွေနဲ့ယဉ်ကျေးမှုဆိုင်ရာလူသိများသူတွေခဏခဏလာတက်ကြလို့ပါပဲဒီလိုဖန်တီးမှုတွေပြည့်နေနေတဲ့ပတ်ဝန်းကျင်ကြောင့်ပဲလီယိုနာရိုရဲ့တရုပ်ဆောင်ဘက်ကိုဦးတည်လာခဲ့တာဖြစ်နိုင်ပါတယ် But my father is one of the wisest men I've ever met, and he has steered the course of my life in so many different directions in a positive way, whether it be my environmental activism, who I believe I am as a person, and as an actor is completely influenced by him. တစ်ဖက်မှာလည်းမိခင်ဖြစ်သူအာမလင်းခဗျာခက်ခဲတဲ့အခြေအနေကိုဖျက်ဆီးခဲ့ရရှာပါတယ်အနုပညာစိတ်အပြည့်ရှိတဲ့ခင်မိုးဟောင်းကငွေရှာဖို့တဲ့ဝါသနာနောက်ကိုပဲလိုက်နေတာကြောင့်တားဖြစ်သူအတွက်ကလေးစရိတ်တပြားမှမထောက်ပံ့ပေးနိုင်ခဲ့လို့ပါဒါကြောင့်အစာပိုင်းမှာလီယိုနာရိုကလေးတင်းကြောင့်ပို့ထားခဲ့ရပြီးနောက်ပိုင်းမှာအလုတ်ကနေထွက်ပြီးတော့ပတ်ဝန်းကျင်ကကလေးတွေနဲ့လီယိုနာရိုကိုပါထိန်းပေးတဲ့ကလေးတင်းအဖြစ်လုပ်ကင်ခဲ့ရပါတယ်နောက်ပိုင်းမှာလီယိုနာရိုကသူ့ရဲ့မိဘတွေလမ်းခွဲခဲ့ကြပေမဲ့တားဖြစ်သူကိုစိတ်ဒဏ်ရာမရစေပဲပျော်ရွှင်အောင်အကောင်းဆုံးပြိုးထောင်ပေးခဲ့ကြတယ်လို့ချီးကျူးစကားဆိုခဲ့ပူးပါတယ် Who's my best teacher? My father. I came from humble beginnings. I went to public school, but I always had a loving parents. Both of my parents were unbelievable, so I was incredibly fortunate in that regard. Leonardo ရဲ့တရုပ်ဆောင်ပါရမီကငငယ်ကလေးကအထင်ရှားပြသနေခဲ့တာပါလီယိုကတချင်းဆိုတာကားပြတာနဲ့တခြားသူကိုလိုက်ပြီးတူပရတာကိုအရန်သဘောကျပါတယ်။သူကချစ်စရာကောင်းပြီးလူပြက်လို့လှုပ်တတ်တာကြောင့်လူကြီးတွေစီကနေလိုချင်တာမှန်သမျှရနိုင်တယ်ဆိုတာကိုစောစောစီးစီးသဘောပေါက်ခဲ့ပါတယ်။သူကကျွန်တော်တခြားသူတွေကိုလိုက်တူပရတာကိုသိဝါသနာပါတယ်။မိဘတွေကိုစားနှောက်ရတာနဲ့ဇက်ကောင်အမျိုးမျိုးဖန်တီးရတာကိုသဘောကျတယ်။အိမ်မှာပဲပြားဆက်တိုလေးတွေရှောက်လို့ရတာကိုပျော်တယ်လို့ပြောခဲ့ပူပါတယ်။ I grew up in a kind of an artistic household. I was always kind of imitating my dad's friends, and I would imitate everyone around us in the neighborhood. I'd do that, carry that over in school and get into a lot of trouble constantly. Once I found out that people actually got paid for this, I was like, all right. Leonardo ပြဆက်ဆင်မြင့်နဲ့စတင်ထိတွေ့ခွင့်ရခဲ့တာတော့သူ့အသက်2နှစ်သားအရွယ်မှာဖြစ်ပါတယ်။ဖခင်ဖြစ်သူကသူ့ကိုစင်မော်တင်ပေးလိုက်တဲ့အချိန်မှာအားလုံးရဲ့အာယုံစိုက်မှုရရှိသွားပြီးတော့
အဲ့ဒီနောက်ပိုင်းမှာသူ့ကိုစင်မောကနေဘလို့မှဆွဲချလို့မရတော့ပါဘူးလီယိုနာရိုရဲ့တရုပ်ဆောင်မှုအပေါ်စိတ်ဝင်စားမှုကိုပိုပြီးမီးမောင်းထိုးပြခဲ့တာကသူ့ရဲ့အဖေတူမအေကွဲအကိုဖြစ်တဲ့အဒန်ကြော်ညာတွေမှာစာပြီးတရုပ်ဆောင်နေပြီးတော့ငွေလေးတွေစားရနေပြီမို့လို့ပါလီယိုနာရိုကသူ့အသက်9နှစ်အရွယ်မှာပဲပထမဆုံးအချိန်ကက်စတင်သွားခဲ့ပြီးတော့အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ပါတယ်။သူက Ramble Room ဆိုတဲ့ TV show မှာပါဝင်ခွင့်ရခဲ့ပြီးမြဲပထမဆုံးရိုက်ကူးရေးနေ့မှာပဲပြဿနာတက်ခဲ့ပါတယ်။လီယိုနာရိုကသူတိတ်ကြိုက်တဲ့အစီအစဉ်မှာပါဝင်ခွင့်ရလို့အရန်ပျော်ပြီးစင်ပေါ်မှာပတ်ပြေးတာကင်မရာတွေကိုရှောက်ကင်တာမိခင်ဖြစ်သူကိုစင်ပေါ်လိုက်ခေါ်တာမျိုးတွေလုပ်ပြီးလုံးဝထိမ့်မနိုင်သိမ်းမရဖြစ်သွားခဲ့တာပါ။ပြောရမယ်ဆိုရင်တော့ပထမဆုံးခြေလမ်းအဆင်မပြေခဲ့ပါဘူး။ The first time was actually on TV. I was on TV at about 3 years old. Have you ever seen Romper Room, that television Are you kidding? Try and keep me away from Romper Room. Well, it was my favorite show at the time, and I just absolutely loved the show, and I used to sing the songs at home and everything. Let's hear one. And, oh, God. Come on. It's too far away. I can't remember. Come on, Wilhelm. Let's go, buddy. So I went on Romper Room, right, and I was completely excited. They had a little circle and they were all singing, dancing and stuff like that, but I was too excited to be on camera, so I was running up and slapping the cameras and stuff like that and screaming and looking inside the camera. Tried to pull my mom on stage, and then finally I was too much to handle, so they completely kicked me off. နောက်ပိုင်းမှာလီယိုနာရိုကတက္ကသိုလ်ပိုင်းမူလာတန်းကျောင်းတစ်ခုမှာတက်ရောက်ခွင့်ရခဲ့ပါတယ်။မိခင်ဖြစ်တဲ့အာမလင်းကသားဖြစ်သူကိုကျောင်းကြိုဖို့လုပ်ဖို့အတွက်တစ်နေ့ကိုအသွားအပြန်8နာရီလောက်အချိန်ပေးခဲ့ရပါတယ်။သူမကသားဖြစ်သူကိုအကောင်းဆုံးအရာတွေပဲပေးခြင်းလို့ပါဒါပေမဲ့လီယိုနာရိုအပေါ်မိဘနှစ်ပါးရဲ့တွင်တင်ပုံကတော့စန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်မိခင်ဖြစ်သူကသူ့ကိုရက်ွက်ဆိုးရဲ့မကောင်းတဲ့လွှမ်းမိုးမှုကနေအတက်နိုင်ဆုံးကာကွယ်ပေးခဲ့ပေမဲ့ဖခင်ဖြစ်သူကတော့ခလေးကိုလူကြီးကဘာအကြောင်းသိအောင်အစွမ်းကုန်စ조사သင်ကြားပေးခဲ့ပါတယ်သူတို့သားဖတွေက New Age Party ပွဲတွေကိုအတူတူသွားကြပြီးတော့ခလေးတွေအတွက်တားမြစ်ထားတဲ့အကြောင်းအရာတွေကိုပါပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်လီယိုနာရိုအသက်17နှစ်12နှစ်အရွယ်ရောက်လာပြီးတရုတ်ဆောင်ခြင်းနဲ့ဝါသနာထိမ့်မနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာမိခင်ဖြစ်သူကသူ့ရဲ့အိမ်မက်ကိုတမန်ရိုးကျအကြောင်းစာထပ်ပို့ပြီးတော့အလေးထားပေးခဲ့ပါတယ်။အဲဒီခေတ်တုန်းကဟောလိဝုဒ်ရဲ့အစမ်းလူရေးပွဲတွေက Los Angeles မြို့ရဲ့အခြားတစ်ဖက်ကပိုပြီးချမ်းသာတဲ့ Westwood ဒါမှမဟုတ်ရင် Beverly Hills ပတ်ဝန်းကျင်မှာပိုများပါတယ်။သူတို့နေထိုင်တဲ့ Elko Park ကနေသွားရင်အလွန်ဝေးကွာတဲ့နေရာပါ။အာမလင်းကအလုပ်တစ်ဖက်နဲ့ပင်ပန်းနေတဲ့ကြားကနေလီယိုအစမ်းလူရေးပွဲတွေစီလိုက်ပို့ဖို့အတွက်သူမရဲ့ဟောင်းနှွမ်းနေတဲ့ကားလေးကိုနေ့တိုင်းဆက်နှိုးခဲ့ရပါတယ်။အဲကျောင်းစိမ်းချိန်ရောက်တာနဲ့လီယိုကားပေါ်တင်ပြီးတော့မိုင်ပေါင်း30ကျော်ဝေးတဲ့ Hollywood ရဲ့စတူဒီယိုတွေစီ LA ရဲ့ကားပိတ်လာတဲ့လမ်းမကြီးတွေပေါ်မှာနိုင်ရီပေါင်းများစွာမောင်းနေပြီးလိုက်ပို့ပေးခဲ့ရတာပါ။လီယိုနာရိုကကားနောက်ခန်းမှာထိုင်ရင်းနဲ့ကျောင်းစာတွေကိုဖတ်ချင်ဖတ်မယ်ဒါမှမဟုတ်ရင်တရုပ်ဆောင်ရမယ်ဇာညွှန်းတွေကိုအလွတ်ကျက်ရင်းနဲ့သူတို့သားမီးနှစ်ယောက်ကကားလေးတစ်စီးပေါ်မှာပဲဘဝကိုကုန်ဆုံးခဲ့ရပါတယ်။အဲဒီနောက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာလီယိုနာရိုကကက်စတင်မောင်းများစွာဝင်ရောက်ဖြည့်ဆို့ခဲ့ရပေမဲ့စိတ်မကောင်းစွာပဲအများစုကကြာရှုံးခဲ့ပါတယ်။ကြော်ညာရှင်အနည်းငယ်လောက်ကပဲဒီချစ်စရာကောင်းတဲ့ကောင်လေးကိုသူတို့ရဲ့ကြော်ညာတွေမှာထဲရိုက်ဖို့သဘောတူခဲ့တာပါ။လီယိုရဲ့ပထမဦးဆုံးတရုပ်ဆောင်ရခဲ့တဲ့ကြော်ညာကတော့ Matchbox အယုတ်ကားကြော်ညာဖြစ်ပြီးတော့အဲ့ဒီထဲမှာသူကလူမိုက် gangster နေရာကနေWell, the first time I got an agent, they thought my name... How old were you? I was about 6 years old, 7 years old. You got an agent at 6 years old? I tried to get an agent, right. But I didn't succeed because they wanted to change my name to Lenny Williams. They thought my name was a little too ethnic, so they sort of dissected it and said, hey, Leonardo, Lenny. My middle name's Wilhelm, so they changed that to Williams. Oh, no, wait a minute. Let's get back to your given name again. Leonardo Wilhelm DiCaprio? Yeah, that's my name. Wow, that's a good one. That's great. Thanks. အဲဒီနောက်ပိုင်းမှာတော့ဂျုံအုပ်ကြော်ညာဒိန်ငယ်ကြော်ညာ PK ကြော်ညာကုန်တိုက်တွေရဲ့ကြော်ညာ Honda Suzuki ကားကြော်ညာတွေမှာဇက်တိုက်ဆိုသလိုပါဝင်ခွင့်ရခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလီယိုနာရိုကကားကွက်တွေအထူးသဖြင့် break dance ကိုယူယူမူမူဝါသနာပါလာပြီးတော့အချိန်အများကြီးပေးပြီးလေ့ကျင့်ခဲ့ပါတယ်။ဒီနယ်ပယ်မှာလည်းသူကပထမဆုံးအောင်မြင်မှုကိုစတင်သိရှိခဲ့ပါတယ်။တခါလီယိုနာရိုကဂျာမနီနိုင်ငံကမြို့လေးတစ်မြို့မှာရှိတဲ့သူ့ရဲ့အဖွားအိမ်ကိုသွားနေခဲ့ပါတယ်။အဲ့ဒီမှာပဲဒေတာတွင်က break dance ပြိုင်ပွဲတစ်ခုကိုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အခါမှာဒုတိယဆုရခဲ့တဲ့အပြင်ဒေတာကန်သတင်းစာတွေမှာပါသူ့အကြောင်းပါဝင်လာခဲ့ပါတယ်။ဒါကြောင့်ကျောင်းပြန်တက်တဲ့အခါမှာလီယိုကကျောင်းရဲ့တကယ်ဆယ်လီတယောက်ဖြစ်နေခဲ့တာပါ။အဲ့ဒီချိန်မှာပဲမိခင်ဖြစ်သူကသူ့ကို Los Angeles Center for Enriched Study ကျောင်းကိုပြောင်းထားပေးခဲ့ပေမဲ့လီယိုကကျောင်းမှာနှစ်အနည်းငယ်ပဲလေ့လာခဲ့ပါတယ်။သူကသိပ္ပံဘာသာရပ်တွေမှာအားနည်းပေမဲ့အနုပညာလောကမှာရှေ့ဆက်ဖို့အတွက်သူ့ရဲ့ရည်မှန်းချက်တွေကပြင်းထန်နေခဲ့ပါတယ်။ဒါပေမဲ့ဒီလမ်းကြောင်းကမလွယ်ကူပါဘူး။လီယိုကအေဂျင့်တယောက်ရှာဖို့အတွက်အတော်လေးရုန်းကန်ခဲ့ရပါတယ်။သူတွေ့ခဲ့တဲ့အေဂျင့်တချို့က
လီယိုနာဒိုရဲ့ထူးထူးဆန်းဆန်းသပင်ပုံစံနဲ့ထူးခြားတဲ့နာမည်ကိုကြည့်ပြီးတော့လှောင်မြောင်ကျင်ခဲ့တာပါအေဂျင့်တွေကသူ့ကိုအမေရိကန်လူမျိုးတွေနားထောင်လို့ကောင်းမဲ့နာမည်မျိုးပြောင်းမှုခဏခဏအကြံပြုခဲ့ကြပါတယ်လီယိုနာဒိုကအဲ့ဒီအချိန်တွေကိုပြန်တွေးပြီးတော့အခုလိုခံစားချက်မျိုးရှိခဲ့တယ်လို့ဆိုပါတယ် I always felt like an outsider because I knew of people, you know, that were in the industry. I just didn't know how to get into it. And I remember going to cast different agents when I was 9 or 10 years old. I was rejected twice. I remember there was like this sort of cattle call of kids, and I lined up. It was like a prison photo or something like that. And I'm standing there like this, and I had this crazy breakdancing haircut from when I was breakdancing, and I kind of dressed in hip hop clothing. And I remember they went yes, yes. Went to me, went nope, yes, yes, nope, yes, yes, and that was it. So I got rejected a couple times. And then I just kept asking and asking and asking. And I remember my dad saying, just stick with it. Someday you'll have your day. And then I came back, I think, 2 years later and finally got an agent. ဒီလိုပြင်မလူတယောက်လိုခံစားချက်မျိုးကလီယိုရဲ့ဟောလိဝုဒ်တက်တန်းတစ်လျှောက်လုံးမှာစွဲထင်နေခဲ့တာပါဒါကြောင့်လဲသူ့ရဲ့ခီးလန်းတစ်လျှောက်လုံးကော်ဇောနီထပ်မှာသူ့ရဲ့နေရာတနေရာရရှိဖို့အတွက်အစွမ်းကိုတိုက်ပွဲဝင်ခဲ့ရတဲ့ခီးလန်းဖြစ်လာခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာလီယိုနာဒို series အပိုင်း1ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါစေနောက်ထပ်အပိုင်းမှာတော့ပထမဆုံးသရုပ်ဆောင်ဝယ်ရခဲ့တဲ့ဇက်ကောင်တွေအကြောင်းနဲ့သူ့ဘဝအချိုးအကွေတွေအကြောင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာအားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေဗျာ